ဒီနေ့တော့အိမ်ပြန်လက်သာသာနဲ့မောင်းရတာတကယ့်ကိုဟန်ကြပါပဲအကိုကြီးရေ ခဏလောက်ရက်ပေးပါဦးရှင်လမ်းကြုံလိုက်ခြင်းလို့ပါ ကောင်းပါပြီတက်ပါဗျာ ကျေးဇူးပါရှင် ဟန်ကြတာပေါ့ညီမလေးရဲ့တက်ကိုကြီးတေးသေးကြကြလိုက်ပို့ပေးမယ် ဒီနားမှာပဲရက်ပေးပါတော့အကိုကြီးဒီနေရာကြီးကကြောက်စရာကြီးညီမလေးရဲ့ အကိုကြီးကဘာလို့ကြောက်လို့လဲရှင် တရဲပေါ့တရဲဆိုတာငါလိုမျိုးကိုပြောတာလားဟင် အမေလေးပြုတ် တရဲမကြီးကဲကြပါဦး ဆရာကြီးမင်းညကကိုဝက်တွဲဆိုင်ငယ်မောင်းရင်တရေမအချောက်ခံရလို့တေမတက်ပြေးရတဲ့ဗျာမင်းလဲကွာအဲ့ဒီကောင်မူပြီးရှောက်မြင်တာနေမှာပါစရာမြန်လာပါဗျာဟိုနေ့ကကိုဝက်အချောက်ခံရတာဒီနာယာကြီးဆရာရဲ့မင်းကလေးငါတပိတ်လုပ်ပြီးကြောက်လိုက်တာလွန်နေပြီငါရှိတာပဲဘာကြောက်လဲ အကိုတို့ရှင်ကျမကိုစောင့်ကြပါဦးညီမလေး တယောက်တည်းလား မကြောက်နဲ့နော်လာ မြန်ကိုကြီးနာကတ်နေဒီနာ